Jeremiah. Ngadi tinogo ajone si chenga jansi do ajan ma ho be lo pho pya tha de. Phaya de khin lu da tai ya pon ma jansi de ajan ha chit do ni ko maung nama lo. Be do ma so shong pho jansi ra ba ta khu ma ma pa ba bu. Da jaw ma lo di kne to do le di kne lu do do nya nya ha so shong ja de ji we ja de yoga ri ne dukha ri ne jin le ja de တခုတစုံနဲ့တွေ့လို့ရှိရင်ကြောက်စိတ်တွေနဲ့ညောင်များစွာကြုံတွေ့ကြတယ်ဒီကနေ့အဲ့ဒီအရာတွေအားလုံးထဲနဲ့ဖရာသခင်ကတင့်ကိုလွတ်မြောက်စေခြင်းတယ်လွတ်မြောက်စေရုံသာမကဘူးသူဘလောက်ထိကြီးမားတယ်ဆိုတဲ့အရာကိုတက်တဲ့တည့်ရထဲမှာဖရာသခင်ကဘုန်းတော်ထင်ရှားစေခြင်းတယ်အာမင်ယေရှုပြပြမိုက်ကိုနည်းနည်းပြင်ပြလိုက်ပါဦး ဒါကြောင့်မလို့ဒီကနေ့ခရိယန်ဖြစ်တဲ့အတိုင်းအတာလောက်နဲ့ကျွန်တော်တို့မပြီးပါဘူးတပတ်တစ်ခါဖခင်ကြောင့်တွားတဲ့အတိုင်းအတာလောက်နဲ့မပြီးပါဘူးထိုဖခင်သခင်ဟာနေရာတိုင်းမှာကျွန်တော်တို့ရောက်တဲ့နေရာမှာနေတဲ့နေရာမှာဒီသူပေးထားတဲ့ကောင်းချီးမင်္ဂလာဒီလက်တွေခြေတွေအတွေးခေါ်တွေအဖြစ် နေရာတိုင်းမှာသူ့ရဲ့ဘုန်းတော်ထင်ရှားဖို့အတွက်ဘုရားသခင်အလိုရှိတာဖြစ်တယ်အာမင်ဒီကနေ့ဒီလောကထဲမှာတော်တဲ့လူတွေမြောက်များစွာရှိတယ်တော်တဲ့လူတိုင်းလည်းအောင်မြင်တဲ့လူမဟုတ်ဘူးမတော်တဲ့လူတွေလည်းမြောက်များစွာရှိတယ်မတော်တဲ့လူတိုင်းလည်းဆုံးရှုံးသောသူမဟုတ်ဘူးဘုရားသခင်ကိုကြောက်ရွံ့တဲ့အတ္တဟာအောင်မြင်ခြင်းဆိုတာဒါပဲ Hallelujah. Amen. ဒါကြောင့်မလို့ဒီကနေ့ထိုဖရာသခင်ဟာကျွန်တော်တို့တွေးထားဖို့ဟာဒီကနေ့ဖရာသခင်ဟာကျွန်တော်တို့ဘာတစ်ခုမှဆုံးရှုံးခြင်းဘယ်တော့မှမကြံစည်ဘူးဆိုတာကျွန်တော်တို့ရဲ့အသက်တာမှာမှတ်ထားဖို့လိုတယ်ဒီကနေ့ကျမ်းစာကပြောပါတယ်မိမိရဲ့တွေးခေါ်ကိုအားကိုးသောသူမြည်ဒီကတောတဲ့ကျမ်းထဲမှာ မိမိရဲ့အတွေးခေါ်ကိုအားကိုးသောသူမြည်ဒီကလူရဲ့စိတ်နှလုံးအားကိုးသောသူမြည်ဒီကကိုကိုအကျဉ်းစီအားကိုးသောသူမြည်ဒီကလူမိုက်လို့ပြောပါတယ်ဒီကနေ့လူတော်တော်များများဟာဖယားသခင်ကိုနောက်မှထားပြီးတော့မှအသက်ရှင်တဲ့ဖယားသခင်ဒီကနေ့ဒီမလေးရှားနိုင်ငံကိုလမ်းပြပို့ဆောင်ပြီးတေချင်းဘေးအန္တရာယ်မြောက်များစွာကနဲ့ လွယ်မြောက်စေတဲ့ထိုဖရာသခင်ကြတော့နောက်မှထားပြီးတော့မှဒီကနေ့ကျွန်တော်ဒီဟာလုံးရင်ကောင်းမယ်ထင်တယ်ဒီလောက်ကုန်ရင်ဒီဟာလုံးရင်ကောင်းမယ်ထင်တယ်ငါသားသမီးတွေဒီဟာလုံးဆိုအကောင်းဆုံးတွေးတော့ပြီးတော့မှကျွန်တော်တို့လုံးရသားလာနဲ့ဆုံးရှုံးတဲ့လူတွေမြောက်များစွာရှိတယ်မအောင်မြင်နိုင်ကြဘူးတချို့လူတွေငွေရေးကြေးရေးရပြီမဲ့လေကြောက်စိတ်ကလည်းမလွတ်ကြဘူး ကြောက်စိတ်တော့မရှိဘူးငွေရေးကြေးရေးတော့အဆင်ပြေတယ်လူပေါင်းထဲမှာမဆန်းတဲ့လူတွေမြောက်များစွာရှိတယ်ထိုအရာတွေအားလုံးထဲနဲ့ဖရာသခင်ကတင့်ကိုလွတ်မြောက်စေခြင်းနဲ့အာမင်ဖရာသခင်ကလွတ်မြောက်စေခြင်းတဲ့အတွက်ကြောင့်တင်းရဲ့စိတ်နှလုံးသားငါသားတင်းစိတ်နှလုံးသားကိုငါထံသို့ပေးတော်မူပါလို့ဖရာသခင်ကနေရစင်နဲ့ခေါ်တယ်အာမင်ထိုဖရာသခင်ကိုကိုယ်ွယ်တဲ့သားသမီးတွေအသက်တာထဲမှာတက်တည်ဆိုတာရှိတယ်ဒီကိုမောင်မတို့ဟာလေလုယာအာမင်ထိုတက်တည်ဟာဒီကနေ့ဒီဆိုင်ရွက်ထဲမှာလူတော်တော်များများကနှုတ်ကပတ်တော်နှုတ်ကပတ်တော်နှုတ်ကပတ်တော်လို့လည်းပဲပြောကြတယ်နှုတ်ကပတ်တော်လို့ပြောတဲ့အခါမှာထိုနှုတ်ကပတ်တော်ဒီယောဟန်ခန်းကြီးတဲ့အပိုင်းနဲ့တစ်ထဲကိုကျွန်တော်တို့ကြည့်တဲ့အခါမှာအသက်ရှင်သောဖရာသခင်ဖြစ်တယ်အာမင်ကိုရီတူထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာထိုဖရာသခင်ဒီဝိညာဉ်ဖြစ်တော်မူ၏အာမင်ထိုဖရာသခင်ဒီဝိညာဉ်ဖြစ်တော်မူ၏ယောဟန်ခန်းကြီးလေးထဲမှာကျွန်တော်တို့တွေ့တဲ့အခါမှာဖရာသခင်ကိုကိုးကွယ်သောသူမြည်ဒီကနာဝိညာဉ်နဲ့တော်၎င်းသစ္စာနဲ့တော်၎င်းကိုးကွယ်ရမည်အာမင်ထိုသောကိုးကွယ်သောသူမြည်ဒီကထိုသောကိုးကွယ်သောသူမြည်ဒီကိုခမဲတော်အလိုရှိအာမင်ဒီကနေ့ဖရာသခင်ကကျွန်တော်ကိုဘာဖြစ်စေချင်တယ်လဲ
ဒီအသင်းတော်ကိုဘာဖြစ်စေချင်တယ်လဲကျွန်တော်တို့လူမျိုးရဲ့အားလုံးကိုဖခင်သခင်ကဘာဖြစ်စေချင်တယ်လဲတိတ်ကိုရေးကြည့်တဲ့ချစ်တော်ညီကိုမောင်နှမတို့ဒါကြောင့်မလို့ဒီကနေ့လူသားတွေဟာဖခင်သခင်ရဲ့ရှင်းမောက်တော်မှာတိုးဝင်နိုင်တဲ့အရာဖခင်သခင်ကိုအဖလို့ခေါ်နိုင်တဲ့အရာအိုးကိုရောအဖလို့ခေါ်နိုင်တဲ့အရာဟာကျွန်တော်တို့ဘက်ကတက်ဆွမ်းနိုင်လို့ကောင်းမှုကုသိုလ်တွေလုပ်တဲ့အတွက်ကြောင့်မဟုတ်ပဲနဲ့ထိုဖခင်သခင်ရဲ့ကျေးဇူးတော်တက်တဲ့ကြောင့်တင်တဲ့ကျွန်တော်ဟာဒီကနေ့ထိအသက်ရှင်ရတာဖြစ်တယ်အာမင်ဒါကြောင့်မလို့ထိုဖခင်သခင်ကိုကျွန်တော်တို့ကိုယ်ွယ်တဲ့ခါမှာသစ္စာနဲ့တော်လကောင်နာဝိညာဉ်နဲ့တော်လကောင်ကိုယ်ွယ်ဖို့ဖခင်သခင်ကလိုရှိတာဖြစ်တယ်ဒီမှာကျွန်တော်ဟာဒီလိုမျိုးပလင်မှာရေးရတာဒီမှာအကောလည်းရှိတယ်အကောတို့တွေကျွန်တော်တို့တွေလမ်းဘေးဘဝကနဲ့တနည်းပြောမယ်ဆိုတရောင်းစားဘဝကနဲ့လူတွေကအတိမတ်မပြုတ်တော့တဲ့အပေခံတဲ့ဘဝကနဲ့ဒီကနေ့ဒီပလင်ရှိမှရှင်းနိုင်တဲ့အရာဟာဖယားသခင်ဒီကနေ့ကျွန်တော်တို့တွေကိုကြည်ချအပြည့်ထိုဖယားသခင်ဟာတကယ်ကိုတည်ရှင်တယ်တည်ရှိတယ်ဆိုတာပေါ်နေတယ်ခင်ဗျာအာမင်ကျွန်တော်ဟာအိမ်နီးနားချင်းမိဘတွေဟာစသည်အဖြစ်ကျွန်တော်ဆွမ်းလွှတ်ကြတယ်ပြောင်းလဲတော်လည်းပဲသူတို့မယုံနိုင်ကြဘူးနင်ပြောင်းလဲလာတော့အလကားပဲရှောက်ပြီးအလူပဲဘာဖြစ်လို့လဲကျွန်တော်တို့အရက်တောင်းနေတဲ့ချိန်မှာစကချိုးစကဝိုက်ဒီနမိဘတွေကိုဝိုက်ပြီးတော့မှအမျိုးမျိုးဖို့နဲ့အရက်ဖို့တွေလိုက်ရှာရတယ်လေစံနေဆိုရင်မရိတ်ခင်မှာအကုန်လုံးရောင်းပဲတွေဆိုရင်မနေခင်မှာအကုန်လုံးရောင်းပဲတွေအကုန်လုံးတိတ်ဆိုင်နဲ့ဆန်တွေအကုန်လုံးတိတ်တဲ့ခါကျရင်ကိုစားဖို့မကြံမဲ့အတူမြချွေးဆဲရတာလည်းပဲကုန်တယ်မိဘကအယားမစိတ်ကုန်တယ်ကျွန်တော်ကိုတယောက်ရှိတယ်သူ့နာမည်ကျော်နိုင်ဘူးလို့ခေါ်တယ်သူကအရက်လည်းမတောက်ဘူးစိတ်လေးလည်းမတောက်ဘူးကိုရခိုင်နီးလည်းဘာတစ်ခုမှမငုံဘူးအလုံးလေတွေကောင်းကောင်းမွန်မွန်လုပ်ပဲခင်းတွေကောင်းကောင်းမွန်မွန်လုပ်မိဘတွေကိုကောင်းကောင်းမွန်မွန်ပြုစုတယ်အဲ့ဒီချိန်တော့ကျွန်တော်ဆိုရင်အရက်ပဲတောက်ဂျိုင်းနဲ့ထောက်ကြဆိုရင်တီးတဲ့တိုင်းပဲလေခြေတလှမ်းထားရင်ရောက်ရတယ်အဲ့ဒီချာထောက်ကြမှာဝင်ပပဆန်ရှင်းမှာဆိုလို့ရှိရင်ဝကာအိုးလုံးနေတာအဲ့ဒီချိန်တော့ဟုတ်လားဆိုတော့အဲ့လိုမျိုးတွေနဲ့ဖြစ်လာတာလူတွေကကျွန်တော်တို့တွေကိုကြည့်တဲ့အခါမှာအမျိုးမျိုးနဲ့ဝေဖန်ခဲ့ရကြတယ်လူရှိမှထားပြီးစကားပြောရင်လည်းမလဲရင်တမလည်းလာပြန်ပြီးလောက်ကြတယ်အတူပါအိမ်တွိုင်းတော်လကမင်္ဂလာဆောင်ပွဲထဲတွိုင်းတော်လကကျွန်တော်တို့မှာနေရာဘာတစ်ခုမှမရှိဘူးအဲ့ဒီချိန်တော့ကျွန်တော်ကိုပဲမိဘတွေကကျွန်တော်ဖေနဲ့မေကချစ်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ तू အရက်မတောက်ဘူးမိဘတွေကိုကောင်းကောင်းမွန်မွန်ပြုစုတယ်နောက်တနေ့တော့2004ခုနှစ်မှာအဖေအမေကျွန်တော်ဟာမလေးရှားအောက်လန်နဲ့သွားမယ်ဆိုပြီးသူအောက်လန်နဲ့2004ခုနှစ်မှာလာတယ်အောက်လန်နဲ့လာတော့ငါဖန်တင်ပေါ်မှာသူတို့ပို့ကြဖမ်းပြီးတော့မှငါဖန်တင်ပေါ်မှာသူ့ကိုပို့ရင်းနဲ့ပင်လယ်မှာပဲသူတည်သွားတယ်အဲ့ဒီတည်သွားတဲ့အလောင်းကိုထန်းထောင်မှာလာထားကြတယ်လာထားတော့ဒီကအဖွဲစီတွေကသူ့ထန်းထောင်ကိုတွားယူပြီးတော့မှမာလိုရီမှာတကြိုကြတယ်အဲ့ဒီချိန်မှာကျွန်တော်အရက်တောက်ပြီးတော့မှအရက်ဆိုင်မှာအရက်မူးပြီးတော့မှနေကိုတည်တယ်မြင်လားနေကိုတည်တယ်မလေးရှားသွားတာတည်တယ်မြင်လားအရက်ကလည်းငါလည်းမလောက်ကြံပြီးတော့အဲ့ဒါကြီးကိုထားခဲ့ဖို့နှမျောပြန်ဘုံမှာအကူတည်လို့လူတွေကအိ
အိမ်ကိုကိုလုံးရောက်လာကြပြီအဲ့ဒီချိန်မှာအရက်ကိုမြင်မြင်လေးတောက်ပြီးတော့မှအခုနတော့3ပလင်းလောက်တော့ကုန်သွားပြီအခု9ပလင်း9ပလင်းမြောက်မှာနည်းနည်းချန်သေးတော့အဲ့ဒါအကုန်လုံးမြင်မြင်တောက်တော့လမ်းကွာရေးနဲ့မူးတော့အိမ်တော်မှကောင်းကောင်းမရောက်လာအဲ့ဒီချိန်မှာအိမ်ရှိမှာအကုန်လုံးလူတွေကလည်းရောက်လာအိမ်ရှိမှာလူတွေကလည်းရောက်လာအမေကအတကုံပေါက်ကွဲပြီးတော့မှငုံငါသားအင်မတန်မှချစ်တဲ့ငါသားလေးအင်မတန်မှမိဘတွေကိုချစ်တဲ့ငါသားလေးဘာဖြစ်လို့အခုလိုမျိုးကန်ဆိုးပြီးတည်ရတာလဲငါသားကြီးတည်တဲ့ခါကျတော့ငါလည်းလောကမှာအသက်မရှိချင်တော့ဘူးဖယားရဲ့လုံးနေတာအဲ့ဒီချိန်မှာပဲလေကျွန်တော်မူပြီးတော့မှกันขอยังว่าชอบงานนูกันเหล่งลายล้มนี่เพื่อมีผู้จองน้ำมามูบีโรมาเล่เปลี่ยนท่าล้านตัวเมสุโรคุยอะไรมาตีไปนี่เลยคุยอยู่ชิราเมกันเธอลาโรเอ็มมาท่าไหนเรามีผู้จองมาเล่บีโรมาเอลูเบเอนี่ไอ้เจ้ามูตัวเล่เป็นดีฮะก็ไอ้เจ้าแม่เบตูเรสกาโจเรสอะโกโลนาเลมูบีมาท่าไหนนะแบบဖြစ်တယ်အဲ့ဒီချိန်မှာအမေကငိုရဲဖယားသခင်ကျမတို့အယံနဲ့ချစ်တဲ့ဒီသားကြီးတယောက်မိဘတွေကိုပြုစုတဲ့ဒီသားသမီးကိုဘာဖြစ်လို့ကိုရောသူ့ရဲ့အသက်ဝိကိကိုယူရတာလေကိုရောငါတို့အိမ်မှာဆန်နေလဲခိုးကြက်နေလဲခိုးဟောဒီတခိုးတမကြီးဟောဒီလူပိလူရှောကြီးမိဘအတွက်ပါချိုးမှမနာတဲ့လူကြီးကိုတေခိုင်းရမှာကိုရောဘာဖြစ်လို့ငါတို့ချစ်တဲ့သားကြီးကိုသူ့ရဲ့အသက်ကိုယူရတာလေအဲ့ကောင်ကြီးကိုတေခိုင်းရမှာအဲ့ဒီချိန်မှာအမေကကျွန်တော်ကိုလက်ညှိုးထိုးပြီးတော့မတေခိုင်းနေတယ်ကျွန်တော်မတေဘူးအဲ့ဒီချိန်မှာအဲ့လိုမောကြီးတော့ညနေ9 နာရီမှာလူတွေကဇောဒန်ဒီဘာကာမာကာတချင်တဲ့ဆိုပြီးတော့မှအဲ့ဒီချိန်မှာအမေကဆောင်းကိုကောင်းမှုချုပ်ပြီးငိုနေတာအဲ့ဒီချိန်မှာပင်လေမိုင်းနဲ့လူရှိမပေါ်နေတယ်အဲ့ဒီလူပင်လူရှုံးကြီးကိုတေခိုင်းရမှာအဲ့ကောင်ရက်ွက်မှာရံဖြစ်တော့ငါတို့ဝက်နေလဲရော်ရတယ်ပတ်စံနေလဲရော်ရတယ်ဟာတကုံပြောသူပြောရင်လဲရွာသားတွေအကုန်လုံးတီးပြီးတော့တယ်အဲ့ဒီချိန်မှာအဲ့လိုမျိုးဘဝနဲ့ဖြစ်လာခဲ့တာကျွန်တော်တို့ရင်ထောင်မိသားစုပေးခင်းနေလုံးတဲ့လေတွေလုံးတဲ့လုံးတော်ညာလေးပဲဘာတီးနိုင်မခံစားခွင့်ဆိုတာဒီထဲမှာမရှိဘူးစံနေရတော်လည်းပဲဒီထဲမှာငြိမ်သက်ခြင်းဘာတစ်ခုမှမရှိဘူးအဲ့ဒီချိန်မှာကျွန်တော်ရဲ့အကိုအာတူပါချိန်မှာပဲတရားဟောဆရာတွေရောက်လာတယ်အဲ့ဒီချိန်မှာတရားတွေဟောတဲ့အခါမှာဖယားသခင်ရဲ့တာရှင်သောဝိညာဉ်တော်ဖွင့်ပြခြင်းအပြင်ကျွန်တော်တို့တွေလည်းအကုန်လုံးမိဘတွေပါအကုန်လုံးပြောင်းလဲလာကြတယ်အဲ့ဒီချိန်ခါကျမှပဲကျွန်တော်တို့ဖယားသခင်ရှိမှာနောင်တနဲ့မိသားစုအားလုံးလက်တူတကွနဲ့ဆုံတွဲပြီးတော့မဆူတောင်းလာတဲ့ခါမှာဒီကနေ့ဖယားသခင်မမျော်လင့်မဲ့နေရာမမျော်လင့်မဲ့သူ့ရဲ့ပန်းတိုးတန်ဖယားသခင်ထားခြင်းတဲ့နေရာကိုဒီကနေ့ကျွန်တော်တို့ကြော်ပြက်လာတာဖြစ်တယ်။ထိုဖယားသခင်ဟာအသက်ရှင်တဲ့ဖယားသခင်ဖြစ်တယ်။ချစ်တော်ကြီးကိုမောင်နှမတို့ဒီကနေ့တင်းကိုလူတွေကပယ်တော်လည်းပဲဖယားသခင်ကတင်းကိုချစ်တယ်။လူတွေကတင်းကိုခရုမဆိုင်တော်လည်းပဲဖယားသခင်ကတင်းရဲ့သူ့ရဲ့နိုင်ငံတော်အတွက်တင်းကိုတုံ့ပြုခြင်းတယ်။ဟာလေလုယာ။ဒီကနေ့ဖယားသခင်အမတန်မှကောင်းမြတ်တယ်။ဖယားသခင်ရဲ့ဘုန်းတော်သူ့ရဲ့တက်တဲ့ဟာနေရာတိုင်းမှာသူ့ရဲ့ဘုန်းတော်ထင်ရှားစေတယ်ဒီကနေ့ကျွန်တော်တို့နှုတ်ကပတ်တော်ဟောနေတဲ့အရာတွေဟာလေမိမိကိုယ်ကိုကောင်းလို့စတာဒီလုံးလို့ကျမ်းစာတောင်းနေတက်လို့အပြောကောင်းလို့မဟုတ်ပါဘူးထိုဖယားသခင်အသက်ရှင်ကြောင်းထင်ရှားစေခြင်းလို့ဒီကနေ့ကျွန်တော်တို့တွေကိုအသုံးပြုနေတာဖြစ်တယ်အာမင်ထိုဖယားသခင်နာမတော်ဘုန်းကြီးပါစေအာမင်ဟာလေလုယာအာမင်ဒါကြောင့်ဘလို့ချစ်တော်ကြီးကိုမောင်နှမတို့ရှင်လူကခန်းကြီး48ထဲမှာဒီလိုပြောပါတယ်ကျမ်းစာပါလို့ရှိအားလုံးကြည့်ကြရအောင်
ကဲအားလုံးတူတူကဖက်ကြရအောင်ရှင်လူကခန်းကြီးလေးပိုင်းငယ်18ထဲမှာထာဝရဘုရားသခင်ဝိညာဉ်တော်သည်ငါပေါ်၌တည်တော်မူ၏အကြောင်းမူကားဆေးရသားတို့ကဝမ်းမြောက်စရာတည်င်းကိုကြားပြောစီခြင်းကငါကိုဗိတ်သိက်ပေးတော်မူပြီခြေပွားသောသူတွေအောက်မှာလည်းလာသေးတယ်ဆေးရသောကျွန်တော်တို့စာဝင်းနေရတော်၎င်းနှလုံးသားတော်၎င်းအတွေးခေါ်တော်၎င်းမိသားစုအတိုင်းဝိုင်းတော်၎င်းဆေးရနေတဲ့လူတွေအတွက်ငါဟာဒီလောကကိုကြွလာတယ်လို့ယေရှုကပြောပါတယ်အာမင်ဒါကြောင့်မလို့ယေရှုခရစ်တော်ကိုသူ့ကိုယုံကြည်ပြီးခေါ်တဲ့လူတွေကတက်တာမှာတက်တည်ရှိတယ်ဒီကောင်မောင်နှမတို့ဒါကြောင့်မလို့ဒီကနေ့ခရစ်ယာန်တော်များများကနှစ်ပေါင်း150ခရစ်ယာန်ဖြစ်လာတော်ညာလည်းပဲအသက်တာထဲမှာဘာမှထူးခြားမလာကြဘူးတော်များများတရားဟောဆရာများပင်လည်းလွတ်မြောက်ခြင်းမရကြဘူးဖယားเจ้าထဲနဲ့ကမေတ္တာကြောင့်ဟောနေတာဒီထဲနဲ့တော့မိမတီးဆုံးပါပဲမပြောတော့တရားဟောဆရာများပင်လည်းလွတ်မြောက်ခြင်းမရှိကြဘူးအတင်းသူတင်းသားတွေတော်လကောဒီကနေ့ဘာသာတရားထဲမှာပဲလူမျိုးရေးတရားထဲမှာပဲပုံစံခွဲထဲမှာပဲနေကြတယ်ဖယားသခင်ကအဲ့ဒီအရာတွေအားလုံးထဲကနေလွတ်မြောက်စေခြင်းနဲ့ချစ်တော်ကြီးကိုမောင်နှမတို့ဒီကနေ့ဖယားသခင်ဟာအသက်ရှင်တဲ့ဖယားသခင်ဖြစ်တယ်ခရိယာန်လိုပဲထင်ကြတယ်သခင်ယေရှုခရစ်တော်ခရိယာန်မဟုတ်ပါဘူးခရိယာန်ဆိုတဲ့အတိတ်ဘက်ကတမန်တော်စစ်တစ်ထဲမှာမယုံကြည်သူတွေကယုံကြည်သူတွေကိုမှဲ့တဲ့နာမည်ဖြစ်တယ်ထိုယေရှုခရစ်တော်ဟာသားရဲ့သခင်အသက်ရှင်တဲ့ဖယားသခင်ဖြစ်တယ်သူကိုပဲသူပဲဆိုခေါ်ရင်တော့ထိုးတယ်ချစ်တော်ညီကောင်မောင်တို့ခေါ်ရင်ထိုးတယ်လို့ပြောတဲ့ခါမှာကျွန်တော်တို့ချင်းလူမျိုးတွေအတွက်တော့ရိုးနေပြီ။ဘာဖြစ်လို့လဲ။တက်တယ်မရှိတဲ့လူတွေကခေါ်ရင်ထိုးတယ်လို့ပေါ်ရပါရအောင်နေကြတာ။နားထောင်တဲ့လူတွေကလည်းဟောတဲ့လူကလည်းတက်တယ်မှမရှိတာ။နားထောင်တဲ့လူတွေကလည်းအပေါ်မှန်ကြားဖန်မဲ့များပြီးတော့မှသူတို့အရေးမလို့တော့ဒီကနေ့အဲ့ဒီဖယားတဲ့ကိုကိုွယ်တဲ့နေရာတိုင်းမှာတကယ်ကိုတက်တယ်လို့တက်တယ်ရှိတယ်ချစ်တော်ညီကောင်မောင်တို့နော်ဒီနေ့အမှုတော်လောကထဲမှာဝင်လာတာဖယားသခင်ကျေးဇူးတော်ကြောင့်ဆယ်နှစ်ရှိပြီလက်ခတ်တပြားမှမစားဘူးဒီကနေ့ဒီဖယားသခင်ကသူ့ရဲ့လိုအပ်တဲ့နေရာမှာကျွန်တော်ကိုပို့တယ်ကျွန်တော်သွားတယ်မလေးရှားရောက်လာတော့ကင်မရာဟိုင်းလင်းမဲ့ကျွန်တော်တို့သွားတယ်မင်းနဲ့ဗုဒ္ဓဘာသာ2000ကျော်လောက်ရှိတယ်အဲ့ဒီနေရာမှာသွားပြီးတော့မှဖယားသခင်နှုတ်ကပတ်တော်ကိုဝင်ငှားတဲ့ခါမှာဒီလိုမျိုးရဟပလာဟာကြီးသွားလို့မရဘူးမျိုးစေ့ဆိုတာရှိတယ်ငွေရေးချေးရေးစံစီကျွန်တော်တို့သွားရတယ်အဲ့ဒီခါမှာယုံကြည်သူတွေကဖယားသခင်နဲ့သူတို့တွေးတဲ့ခါမှာအသက်တာတွေပြောင်းလဲပြီးအခုကရှေ့လောက်ရှိပြီဒီကနေ့ဒါမှမကသေးဘူးမလေးရှားနိုင်ငံထဲမှာကျွန်တော်တို့ချင်းလူမျိုးတွေဖယားတရားနဲ့လမ်းဝဲအတင်းတော်ဖယားကြောင့်လဲကြောင့်အတင်းတော်လူကြီးလဲကြောင့်လူတွေရှင်းမှလည်းမသွားရဲ့လမ်းဘေးမှာတရောင်းစားဖြစ်နေတဲ့လူတွေမြောက်များစွာရှိတယ်။အိုးမလေးရှားဆိုရပင်လေ2013ခုနှစ်မှာဒီခရီးရန်လေးအသက်ရှင်တဲ့ဖယားသခင်ကိုယ်ွယ်တယ်လို့လည်းပြောသေးတယ်။မလေးရှားနိုင်ငံအတွက်မှိုင်းပုံဖြစ်တယ်လို့ပြောခံရတယ်။ကျွန်တော်စာဆောင်စတောင်းတယ်။ဖယားသခင်ပေါ်ပြလာတဲ့ခါမှာနေရာထဲမှာကျွန်တော်တို့သွားရတယ်။တစ်ချက်တော့ထိုးပေးပါဦး။နောက်တစ်ပုံတစ်ခုပြီးတစ်ခုချင်းစီပေါ့လေကားတွေမှာအိတ်ကြတယ်မျိုးလေကားတွေမှာအိတ်ကြတယ်လမ်းဘေးတွေမှာဟဲလိုကြီးပဲမူပြီးတော့မှအိတ်ကြတယ်နောက်ထပ်အဲ့ဒီရာကမင်းတဲ့ဗုဒ္ဓဘာသာကင်မရာဟိုင်းလဲမှာဖြစ်ပါတယ်တောထဲမှာ
နောက်ထပ်ဒီလိုနဲ့ပဲကျွန်တော်တို့မြင်တွေ့ကြည့်တိုင်းပဲအဲ့ဒီအရာက AIDS ယောဂတမန်ဖြစ်တယ်ကျွန်တော်ချင်းမယ်ဒါပေမဲ့သူပြုစုမဲ့သူမရှိတော့ဘူးညှို့လဲချက်မဲ့နေသူ့ကိုခေါ်မဲ့လူလည်းမရှိဘူးအဲ့ဒီချိန်မှာသူလည်းပဲဖရာသခင်နဲ့နောက်ကပတ်တော်ဝင်ကားရေးဖရာသခင်နဲ့သူတွေ့သွားတယ်ဒီဟာကကင်မရာဟိုင်းလဲမှာဖြစ်ပါတယ်ဒီမှာကင်မရာဟိုင်းလဲမှာဘလိုမျိုးလေးနဲ့တော်ထဲမှာကျွန်တော်တို့တင်ကြပို့ချပါတယ်နောက်တော့ဒီဟာကကင်မရာဟိုင်းလဲမှာရှိတဲ့မင်းတပ်ဗုဒ္ဓဘာသာဖြစ်တယ်သူတို့ကဘယ်လိုလဲဆိုလို့ရှိရင်အင်းရှိမှာနတ်တိုင်ကိုစိုက်ပြီးတော့မှဒီလိုမျိုးတိုင်အင်းရှိမှာအဲ့ဒီတိုင်ပေါ်မှာလူမျက်လုံးနှလုံးလေးသူတို့လှုပ်ပြီးတော့မှအဲ့ဒီမျက်လုံးနှလုံးရဲ့ခေါင်းတက်တက်မှာအဝတ်စုပ်လေးချီပြီးတော့မှအဲ့မှာကြက်မွေးထောင်းတယ်ထောင်းပြီးတော့မှအဲ့ဒါဟာကိုသူတို့လက်မှာပလဲလေးနဲ့နည်းနည်းလေးရှာပြီးသွေးကိုယူပြီးတော့မှအဲ့မှာသွားနေကြ။အိုးဖရာသခင်အရာရာကိုပြည့်ပြည့်စုံပြီးပေးတော်မူသောဖရာသခင်ဆုတောင်းနေကြတယ်။ဒီအရာတွေအားလုံးဟာကျွန်တော်တို့လုံနိုင်တာမဟုတ်ပါဘူး။လူရဲ့အသက်တာပြောင်းလဲစေတဲ့အရာတွေလူရဲ့အသက်တာဝမ်းမြောက်စေတဲ့အရာတွေကြွယ်ဝစေတဲ့အရာတွေအားလုံးဟာဖရာသခင်သာလည်းဖြစ်ပါတယ်။ဖယားသခင်ကငါ့ကိုခေါ်တော့ငါထူးမိတင်မတိနိုင်တော့နည်းနည်းသောအရာကိုငါပြပြီထိုခေါ်တဲ့ခါမှာလူတိုင်းခေါ်ပါတယ်ဘာဖြစ်လို့မရကြတာလဲလူတိုင်းဖယားသခင်ကိုတောင်းကြပါတယ်ဘာဖြစ်လို့မရကြတာလဲတဘောမပေါက်တာတခုကနာဝိညာဉ်နဲ့ဖယားသခင်ကိုခေါ်ဖို့ဖယားသခင်လိုရှိတာဖြစ်တယ်တိစ္ဆာနဲ့နာဝိညာဉ်နဲ့ဒီမှာကြည့်လောခရီးယန်ဖယားကြောင့်ထဲမှာအသက်ရှင်တဲ့ဖရာသခင်ကိုကိုးကွယ်မယ်ဆိုလို့ရှိရင်ဒီလက်ကိုနောက်မှထားကြတယ်အခါတုံနမကထံထကောအဲ့လိုလေဒါပေမဲ့ဘောလုံးပွဲရှိလို့ရှိရင်နေရโอเคချွေးချမ်းလုံးနေကြတယ်ချစ်တော်ညီကိုမောင်နှမတို့ဒီမှာဘောလုံးပွဲလို့ဒီမလေးရှားမှာချင်းလူမျိုးတွေပဲပါချိုးရှိတယ် fellowship ပြောတယ်မကောင်းဘူးဆိုတော့ကျွန်တော်ဆိုလို့ချင်တာမဟုတ်ပါဘူးငါဘယ်သူလဲဆိုတာတိဖို့ဘုရားသခင်လို့ရှိတာဖြစ်တယ်အာမင်ငါဟာဘုရားသခင်ရဲ့သားသမီးအရာခတ်တဲ့ကိုပိုင်တော်သူယေရှုခရစ်တော်အပြင်ဖယားသခင်ကျွန်တော်ကိုကျမကိုပြည့်ပြည့်စုံတဲ့တာသမီဖြစ်တယ်မိမိကိုသဘောပေါက်တဲ့လူဟာဘယ်နေရာမှာပဲသွားအောင်မြင်ခြင်းရတယ်အခုကျွန်တော်တို့မလေးရှားမှာချင်းလူမျိုးတွေကျွန်တော်တို့လူမျိုးတွေတော်တော်များများ USA တို့ကနေဒါတို့ဩစတြေးလျတို့ဟာရမ်ထာလို့ခေါ်ကြတယ်ရောက်သွားတဲ့ခါမှာအခု2013 2012တော့ကျွန်တော်ဆူတောင်းပေးလာခဲ့တဲ့လူတွေတော်တော်များများဟာအဲ့ဒီထဲနဲ့နောက်တစ်ဝက်လောက်ဟာမလေးရှားကိုပြန်လာချင်ကြတယ်ကျမ်းမာကြီးနဲ့မတည့်ကြဘူးချင်းပြည်နယ်မှာတောင်ရပေါင်းထိုးတာပဲကောင်းတယ်ဆိုပြီးပြန်ပြောကြတယ်ဒါကြောင့်မလို့ CIA ဆူတောင်းပေးပါပြောကြတယ်ဒီမလေးရှားမှာနေတော့အမေရိကန်မြေရောက်ဖို့အတွက် CIA အထူးတစ်ဖြစ်အိုးဘာဆူတောင်းပေးမယ်ဆူလက်တောင်းပြီးတော့မကြခင်မှာမလေး UN လာခေါ်ပြီးမလေးရှားနဲ့ထွက်သွားကြတယ် USA ရောက်တော့စကားလည်းမတက်စာလည်းမရေးတက် Who are you ဆိုရင်လည်း yes ဘယ်အနေလာလဲဆိုလို့ရှိရင်လည်းမတက်တစ်ခေါက်လေးနဲ့ my name is လာသေးတယ်လို့ရင်းအိုးတလားလောက်ကြာလာနှစ်လလောက်ကြာလာဟိုသွားလည်းမသွားတဲ့ဒီလာလည်းမလားစကားလည်းနားမလဲ
era te salo shi now jaro ni rekha jaro champion ma oh Christmas pyore hale tu dariya la re Malaysia naingai ma lu fellowship da le tariya la era kha ja ye khwa le hi kiel than kho anga lai mo lo la ro la oh Korean ya le twa lo ya ma la hle chen ne oh di ma ro ma kaung chin pi ne ma be ko yi ko thmin le ko sa ra kaung ni ya lo sa ta phe ta lang ka neလူတွေကအလုံးလုံးရင်နားချင်ရှိတယ်မနားတာတစ်ခုရှိတယ်အရေးပေါ်ကပုံမှန်ဒီလောကဟာကြည့်နေဆိုချစ်တော်ကြီးကိုမောင်မတို့ဘာတစ်ခုမှတည်မြဲတဲ့အရာမရှိဘူးတည်မြဲတဲ့အရာတစ်ခုမှမရှိဘူးမနေ့ကလည်းကျွန်တော်တို့အမျိုးတွေတက်လိုက်ပြီးတော့မှနေရောက်ပြေသွားကြတယ်တက်လိုက်ပြီးပြေသွားတယ်တယောက်က UN မနေ့ပြန်တစ်ပတ်ခါဒီနေ့ဟုတ်တယ်ဒီနေ့ UN သွားမှာအဲ့ဒါနားပါငါအလုံးမလုံးရင်မဖြစ်ဘူးမနေ့ပြန်ကြမှာ ACC နားမယ်တူတေးမှမသိဘူးတေးဖို့သူမသိဘူးကျွန်တော်တို့ရဲ့ရှစ်မှာဘာဖြစ်မလဲဆိုတာကျွန်တော်တို့မသိဘူးအခုချိန်မှာပဲလေဖခင်ကြောင့်ထဲကနေဆင်းသွားလို့ရှိရင်ကျွန်တော်တို့ဘာတွေ့မလဲဆိုတာမသိဘူးအဲ့ဒီမသိတဲ့ဟာကြီးကိုအိုးကျွန်တော်တို့ကဖခင်သခင်နဲ့အတူမတွားမဲနဲ့ကြိုက်တယ်လို့အသက်ရှင်နေတဲ့အရာတွေဟာအင်မတန်မှချက်တီးထားစရာကောင်းတယ်ဒါပေမဲ့တစ်ခုရှိတယ်လောကမှာဆိုးရိုးဆိုးအရာဘာလဲဆိုလို့ရှိရင်ဖယားသခင်နာသူမတော်ချင်းဖယားသခင်ကိုယုံကြည်ပါတယ်ဆိုပြီးဘာနဲ့တာရမှမရှိတဲ့ယုံကြည်သူတွေအတွက်တော့အင်မတန်မှဝမ်းနည်းစရာကောင်းတယ်ဒါကြောင့်မလို့ဒီမှာအထူးသဖြင့်ဖယားသခင်နှုတ်ကပတ်တော်ကဖြစ်စေတဲ့အရာကဖြစ်စေခြင်းတဲ့အရာကကျွန်တော်တို့ဖယားသခင်ကိုကိုယ်ွယ်တဲ့ခါမှာဒီတိုင်းဒီချင်းနေတိုင်းနဲ့ဘုရားသခင်ကတင့်ကိုမထားချင်ဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဘုရားသခင်ဟာနေရရှင်တိုင်းဒီနေ့ကျရင်တစ်မျိုးမနေ့ကျရင်တစ်မျိုးလို့ပြောချင်တဲ့အရာကဒီနေ့ကောင်းချီးပေးတာတဲ့မနေ့ကျကောင်းချီးဟာတာ၍ကြီးမားမယ်ဆိုတာယုံကြည်ခြင်းဘုရားသခင်ကကျွန်တော်တို့ရဲ့အထဲမှာပေးထားတဲ့အရာကိုကျွန်တော်တို့နေရရှင်တိုင်းမျှော်လင့်ဖို့လိုတာဖြစ်တယ်အာဗြဟံကိုဖျားသခင်ခေါ်တဲ့ခါမှာတခုလောက်အဲ့ဒီမတိုင်ခင်မှာလူသားတိုင်းဟာဘယ်သူမှဖြောင်းမဲ့တဲ့လူမရှိဘူးချစ်တော်ကြီးကိုမောင်မတို့ဘယ်သူဘယ်ဝါမှဒီကနေ့ဒီမတရားဟောနေတဲ့လူပင်လေမဖြောင်းမဲ့တဲ့လူမဟုတ်ပါဘူးလောကတိုင်းမှာကောင်းမှုကုသိုလ်လုပ်လာခဲ့တဲ့အရာတွေအားလုံးဟာဖျားသခင်ရဲ့ရှင်းမောက်တော်မှာပါနဲ့တူတယ်ညင်ပတ်တဲ့အဝတ်နဲ့တူတယ်လို့ကျမ်းစာကပြောထားတယ်။အဲဒီညင်ပတ်တဲ့အဝတ်နဲ့တူတယ်လို့အပြည့်ရဲ့အခါအပင်နဲ့ရဲသွားမဲ့လူတွေဟာဖယားသခင်ကကျွန်တော်တို့တွေကိုလာရွေးနှုတ်တယ်။အာဗြဟံဖယားသခင်ခေါ်တဲ့ခါမှာအာဗြဟံတင်ရှိတဲ့နေရာကနေထွက်ခဲ့တင်ရှိတဲ့နေရာကနေအခုချက်ချင်းထွက်ခဲ့လို့ခေါ်တဲ့ခါမှာသူ့ရဲ့အဖေတွေသူ့ရဲ့ညီကိုမောင်နှမတွေရှိတယ်။အဲ့ဒီနေရာကနေထွက်ခဲ့လို့ဘုရားသခင်ခေါ်တဲ့အခါမှာတဲ့မိဘတွေတဲ့ရဲ့ညီကိုမောင်နှမတွေကိုတွားမုန်းပါဆွလို့ပါလို့ဆိုလို့ချင်တာမဟုတ်ပဲနဲ့ဘုရားသခင်ရဲ့အကြံစီကဘာလဲဆိုလို့ရှိရင်အာဗြဟံဟာသူ့ဖေတွေကနတ်ကိုကိုးကွယ်ကြတယ်။ရုပ်တုစိတ်တုတွေကိုကိုးကွယ်ကြတယ်။အဲ့ဒီထဲကနေထွက်လာပြီးတော့မှငါပြလက်တန်တော့ဒီကိုတွားပါလို့ဖယားသခင်ရဲ့နှုတ်ကပတ်တော်လာတဲ့ခါမှာအာဗြဟံကဘယ်လိုလဲဆိုလို့ရှိရင် तू ကဘယ်လိုမျိုးပဲကြုံဘယ်လိုမျိုးပဲဖြစ်ဖယားသခင်ငါပေါ်မှာပြောတဲ့စကားအားလုံးပြည့်စုံမယ်ဆိုတဲ့ယုံကြည်ခြင်းတစ်ခုရှိတယ်။အဲ့ဒီယုံကြည်တဲ့အရာကိုကျမ်းစာကပြောလဲဆိုရင်
ဖြောင်းမဲ့ခြင်းကဲ့သို့မှတ်တယ်ဆိုတာတမန်ကျမ်းစာပြောတာဖြစ်တယ်ကျွန်တော်တို့ကောင်းတာလုံနိုင်တဲ့အတွက်ကြောင့်ဖြောင်းမဲ့တာမဟုတ်ပဲနဲ့ယေရှုခရစ်ကိုမကောင်းတဲ့လူတွေအတွက်တည်ခံပေးတဲ့ယေရှုခရစ်တော်ကိုယုံကြည်တဲ့သားသမီးတွေဟာဖခင်သခင်ရဲ့ရှင်မောက်တော်မှာဖြောင်းမဲ့တော်သူဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်မလို့ကျွန်တော်ဟာဘာမှမတတ်နိုင်ဘူးဘာမှမလုပ်နိုင်ဘူးဟုတ်ပါတယ်ဒီမှာမလုပ်နိုင်ဘူးလုပ်နိုင်တဲ့ဖခင်သခင်ရှိတယ်ဆိုတော့ကျွန်တော်တို့ယုံကြည်ပြီးမျှော်လင့်ဖို့ဖခင်သခင်အလိုရှိတာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့သားသမီးတွေမွေးတယ်လာမယ့်နာဂတ်မှာဘယ်လိုဖြစ်မလဲဆိုတာကျွန်တော်တို့ဘာတစ်ခုမှမသိဘူးဒါပေမဲ့ဖခင်သခင်ကကျွန်တော်ကျမအတွက်အကောင်းဆုံးပြင်ဆင်ပေးပြီးသားဆိုတာကျွန်တော်တို့ယုံကြည်ပြီးတော့မှမျှော်လင့်ဖို့လိုတယ်ဟာလေလုယာမျှော်လင့်ဖို့လိုတယ်အဲ့ဒီအရာတွေအားလုံးထဲကနေဖခင်သခင်ကကိုမထင်မှတ်တဲ့အရာကိုမသိတဲ့အရာတွေအားလုံးထဲကနေဖခင်သခင်ကသူ့ရဲ့ကောင်းကြီးမင်္ဂလာဟာကျွန်တော်တို့ရဲ့အသက်တာမှာတွန်းလောင်းချင်တာဖြစ်တယ်။ဒါကြောင့်မလို့ချစ်တော်ကြီးကိုမောင်နှမတို့ဒီတည့်ရဲ့အတွေးခေါ်တည့်ရဲ့မျောလင်းတဲ့အရာတွေအားလုံးထဲကနေဖခင်သခင်ကိုတစ်ချက်တော့ယုံကြည်လိုက်ပါယုံကြည်လိုက်ပါလို့ပြောတဲ့အခါမှာသူဖခင်သခင်ကိုအားကိုးလိုက်ပါဒီလိုရှိတယ်အော်ကျွန်တော်ဆူတောင်းနေတယ်ဆူတောင်းနေတဲ့ချိန်မှာဟိုကအကျွေးတွေကလည်းတစ်မျိုးဒီအခွင့်မလွတ်နိုင်တာတွေကတစ်မျိုးဒီစိတ်ထဲမှာအမျိုးမျိုးဝင်လာတယ်သို့တော့ဖယားသခင်ရှင်မကိုရောဒူးထောက်ပြီးတော့မှကိုရောကိုလှမ်းခေါ်တဲ့အခါမှာဖယားသခင်ရဲ့ဝိညာဉ်နဲ့ကျွန်တော်ရဲ့ဝိညာဉ်ထိတွေ့လာတဲ့အခါမှာဖယားသခင်ပါလေငြိမ်သက်ခြင်းကိုပေးတယ်ရဲရင်ခြင်းကိုပေးတယ်ကျွန်တော်ယုံကြည်တဲ့တိုင်းတာမဟုတ်ဘဲနဲ့အဲ့ဒီယုံကြည်တဲ့အရာဘုရားသခင်အရာခတ်သိမ်းကိုဖြစ်စေမယ်ဆိုတာကျွန်တော်ရဲ့ထဲမှာယုံကြည်ခြင်းဘုရားသခင်ပေးလာနာဝိညာဉ်နဲ့ကိုယ်ွယ်ခြင်းဆိုတာအဲ့ဒါပေးလာတဲ့အခါမှာကျွန်တော်အပြင်နဲ့ထွက်ဘဲသွားလူဆိုးနဲ့ပဲကြုံငလေမဲလှုပ်ဘယ်လိုမျိုးစစ်ပွဲပဲဖြစ်ကျွန်တော်အတွက်အကောင်းဆုံးဘုရားသခင်ကကွယ်ကားမယ်ဆိုတာဒီမှာယုံကြည်ခြင်းရှိပြီသားအာမင်အဲ့ဒီအရာဘုရားသခင်ကဖြောင်းမဲ့တော်သူဖြောင်းမဲ့ခြင်းလို့မှတ်တာဖြစ်တယ်။ဒါကြောင့်မလို့ချစ်တော်ညီကိုမောင်နှမတို့ကျွန်တော်တို့ရဲ့ယုံကြည်တဲ့ဆိုတဲ့အတိုင်းတာလောက်နဲ့မပြီးပဲနဲ့ကျွန်တော်တို့ယုံကြည်တဲ့အရာကိုဆွဲလန်းဖို့လိုတာဖြစ်တယ်။ဟာလေလုယာအာမင်။ဖေပြဲထဲမှာဒီလိုပြောတယ်ယုံကြည်ခြင်းမရှိရင်ဘုရားသခင်စိတ်တော်လည်းမတွေ့နိုင်ဘူး။တချို့လူတွေကဒီလိုပြောထင်တတ်ကြတယ်သူတို့ရဲ့တွေးခေါ်ငါဆယ်ဖို့တပုတ်ပြီးလို့ရှိရင်ဘုရားသခင်ကအပေါ်ငါ့ကိုချစ်မယ်တလားနလားလောက်ဘုရားเจ้าမသွားဘူးဆိုလို့ရှိရင်ဘုရားသခင်နဲ့အယံဝေးပြီဘုရားသခင်ငါ့ကိုမချစ်တော့ဘူးလို့လူတော်များများထင်တတ်တယ်မဟုတ်ပါဘူးချစ်တော်ညီကိုမောင်မတို့တဲ့ဖဲကဘုရားเจ้าတဲ့ဒီဖြစ်စေမတဲ့ဒီဖြစ်စေကောင်းတာလုံးဒီဖြစ်စေမလုံးတာဖြစ်စေဘုရားသခင်တဲ့ပေါ်မှာကြံစီတဲ့အကြံသူ့ဘုရားသခင်ကတင့်ကိုချစ်တဲ့အချစ်ဟာဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးတခုရှိတာကတင်ဒီကနေ့ရှောက်လန်းနေတဲ့လမ်းဟာကျွန်တော်မှားတယ်ဆိုပြီးဘုရားသခင်ထံသို့ပြန်လှည့်လာလို့ရှိရင်တင်ဒီကနေ့ကြုံတွေ့နေတဲ့ခံစားနေတဲ့အရာတွေကိုကြောင်းပြန်လာပြီးဘုရားသခင်ကသူ့ရဲ့ကောင်းကြီးမင်္ဂလာလမ်းထဲကိုလမ်းပြမှာဖြစ်တယ်အာမင်ဟာလေလုယာအာမင်ဒါကြောင့်မလို့ချစ်တော်ကြီးကိုမောင်နှမတို့ဘုရားသခင်ဟာကျွန်တော်တို့ရဲ့အပေါ်မှာကြံစီတဲ့အကြံဟာအချင်းကြီးမဟုတ်ပါဘူးဟာလေလုယာအာမင်ဒီထက်မှကတင့်ကိုချင်းမြောက်အောင်မှာဖြစ်တယ်ဒီထက်မှကတင့်ကိုလမ်းပြအောင်မှာဖြစ်တယ်ကျွန်တော်တို့ကောင်းလို့မဟုတ်ဘူးဘုရားသခင်အင်မတန်နဲ့ကျွန်တော်တို့ရဲ့ပေါ်မှာကောင်းတဲ့အတွက်ကြောင့်ဖြစ်တယ်ချစ်တော်ကြီးကိုမောင်နှမတို့ဒါကြောင့်မလို့ယုံကြည်တဲ့အရာဟာလင့်ပြီးတော့မှကျွန်တော်တို့ဖယားသခင်ရဲ့နှလုံးသားနဲ့ဆွဲတူညီမြကျွန်တော်တို့ရှောက်လန်းဖို့အင်မတန်မှရည်ကြီးတာဖြစ်တယ်။ကလားမှာကျွန်တော်နှုတ်ကပတ်တော်ဝင်ငှားတယ်။နှုတ်ကပတ်တော်ဝင်ငှားနေတဲ့ချိန်မှာ CID တွေလှည့်ပြီးတော့မှဖယားเจ้าထက်တက်လာကြတယ်။ CID 10ယောက်လောက်ရှိတဲ့ CID တွေကျွန်တော်အဲ့ဒါလူငယ်စီစဉ်မှာနှုတ်ကပတ်တော်ဝင်ငှားနေတဲ့ချိန်မှာ CID တွေကတက်လာပြီးတော့ဘုရားကျောင်းနောက်ကလည်းအဲ့လိုကြည်ပြီးတော့မှ
Oh, every chima deo sia sia. Hona Pip Homa. Query. Johnny. Say, I know the Gamashibu of Pupangoro Sia. Mahoney or Bobby. They like no lonely. Nobody. Oh. To know the Lobore. Yay. No capedo, but you know, Woody below my whole Arecama, CID de Cadilobe, Turoya Tianga, Turopia John Pira, Nicolo, let take her below my cabo Timesura, Turoya Quico, Lorica, the sea, our Yetari. Every time I do not know capedo, Hoyene, Turuka Chi Biroma, now so no. Turuko Golo Tankana, Time. Turuale, let take him up, Tanga. No matter when I in it. Luda Dango pay out the king at Chile. To pay out the king at Dishin and pay out the king Chile. Curry and pay out the whole. Luda Dango pay out the king Chile. To not your lara come up. Oh, the Luga. Oh, pay out the king at John Holly, senior, boy, so be Roma. I go look at what Throw a den or Lucio to call Roma. Now the color, sorry, Piaggio Mangaro Madilo, Dinia, Pedro Mangaro Malaro, who do Piaggio. Pedro Siaga, Akuma, say 8 hours, lonely, say 8 hours. Luha, Payat the king, Betu Bewa Pipi. Pay out the king, Jean Chile, Yono Yaleme. Eri Jean Chile Yatema, pay out the Kaya Katango, low payment. Renal Simesura, General Jean Chibi Swellan Apoma, Pia the Kega. Do you that day, Bomo, Teshasi and Chile? Amen. You know, pay out the king, Jesus, General Mima Yabi. General Mima, do General Yore. Zepodia, the Pesa, do Tabi. Tabi Lorca, they are the Shira, Temajija, Eridia put the Bessa, Manepia, Yani, Tabeka Manet, they are quati, Enechima Pele, Nuburia della Jare, Siapa, Nandamo, Tolong Kanda, Call Lola Bian, Nubushia Shire, Miki and Perry Della. Lombong kan rakol so ratu time alo du ko thai no kya sale ko de bai pha pi ro ma ke su taung ja ya ba su o phya te khe asa te ya paung ya so taung chi pi ro ai chi ma chno mai ma sai pu ne bi o di te ya pi lai lo shin ma ro mane phya te pe kha ba nya sa ma le su ai chi ma chno wa tha pi ro ma pasan te ya yu bi Tabby Nuburo, Miki and Pedro Troki and Duaraka, Chano Mema, Dilo Gira, Pione Pongangira, every name. Chino made a Bapilo Sicala, Naro Z put the Yabeshira, so down in the Chima, Atima 20 Roma, Dea Nase and Nejuane, Clay Roma Nase, be like a call no be like a Naro Pass family. Enechima, two to not Jory. Pay out the king. Malona about Kuma machine, a baby. Doro, hold daily. Yan is a poor ba network women. Enechima, two do tap, they also know do tap. Tua tàn cho đồ su đau này rồi đó anh chị mà cho nó đi lùi đôi để phải ăn kêu cô nói hiện nay anh nói chuyện bây này nè ở tết nào cũng cao chi phí để cho cô nói của chị dự kiến amen cô nói hạt đi tới nhà thêm mà cả sát đi à cô thêm quá xin này phải ăn kêu rồi cho nó trông chỉ là cô nói lâu nào cũng như này cho nó đôi amen tao mà chào Australia ka ne
ဖုန်းလာတယ် hello hello Hebrew အမန်ဟုတ်လားဟုတ်ပါတယ် Hebrew အမန်ပါ hello hello Hebrew အမန်ဟုတ်လားအတန်ကြားလားဟုတ်ပါတယ်ဆိုမှအော်ဘယ်လဲကျေးဇူးပြုပြီးမိတော့အော်ဆရာ2013တော့လမ်းဘေးမှာငါတို့မူလဲပြီးတော့မဆူတောင်းပေးလာခဲ့တဲ့ကျွန်တော်ပါနာမည်ဘယ်သူလဲဆူတောင်းပေးတာအများကြီးပဲလေနာမည်ဘယ်သူလဲနာမည်တော့မပြောဘူးအော်ဟုတ်လားဘာလို့ရှိလဲဆရာလက်ဖေးနည်းနည်းလေးတိုက်ချင်လို့ညနေလေးရွှေကနံပါတ်ရဲ့ဖုန်းနံပါတ်မြင်လေးပို့ပေးပါနာမည်ရဲ့အော်ဒါဆိုကွက်တီပဲဆိုပြီးညနေလေးဖုန်းကိုယူပြီးတော့မှညနေကြီးပြီးတော့ Viber နဲ့ဖြူပို့လိုက်ဆိုတော့ကျွန်တော်အဲ့လိုဖုန်းကိုထားပြီးတော့မှဟောလိုက်ကျွန်တော်မိမတို့လာတယ်ဘယ်သူလဲအော်စတြေးလျမပြောလဲအော်လက်ဖေးတိုင်းမယ်လို့သူပြောတာပါအော်ဟုတ်လားညနေပြောလာမဲဒီချိန်မှာသူကဖုန်းကိုထားသွားပြီးတော့ပြန်သွားနေတယ်နေပြီးတော့မှ hello လက်ဖေးတိုင်းမယ်ဆိုတာဝမ်းသာပါတယ်ဘယ်လောက်ပါလိမ့်မလဲအမေကျွန်တော်တော့မမေးဘူးနော်အော်မိမတွေဘယ်စကလုံးအတုံးထုံးတွေတွားယူရတယ်မသိဘူးမေးတော့ तू လည်းပြောလိုက်တယ်အော်ဟုတ်ကဲ့ပါကျွန်တော်ညီကိုနဲ့4000ပါမလေးငွေ4000ပါလေအခု4နာရီကြာရင်စုကိုင်းဝမ်းသွားထိုးလို့ရတယ်အော်အဲ့ဒီခါကျမှသူမျက်နှာကြည့်လာတဲ့ခါကျကျွန်တော်မိမရဲ့အပြုံးနေပြန်မှာတွားယူလည်းမသိဘူးအရန်ထားလာတယ်ဆိုတော့အဲ့ဒီခါကျမှပဲဘွေပါมันสันจานควารัวฮาโลบิจิตก็ဝင်သွားတာအဲ့လိုမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ယုံကြည်တဲ့အရာဟာဆွဲလန်းဖို့လိုတယ်အာဗြဟံကိုဘုရားသခင်ခေါ်တဲ့အခါမှာဘာတခုမှမပါဘူးသူမှာဘုရားသခင်ကဘာအရာခက်သိမ်းဖြစ်စေမယ်ဆိုတာကိုသူယုံကြည်ရင်းနဲ့သူထွက်သွားတယ်ထွက်သွားနေတဲ့ချိန်မှာပင်လေပဲသူ့ရဲ့ကျွမ်းမကိုဗိုက်ကြီးစေတယ်ကြည်စမ်းဗိုက်ကြီးစေအတူတကွအိပ်ပြီးဗိုက်ကြီးစေကိုယ်ဝင်ဖြစ်စေတယ်အဲ့လောက်ထိညစ်ပတ်တဲ့လူကိုဘုရားသခင်ဘာဖြစ်လို့ခေါ်တာလဲဘုရားသခင်ဟာဒီမှာတင်းနဲ့ကျွန်တော်ဟာကောင်းတယ်လို့ဘုရားကရွေးကောက်တာမဟုတ်ဘူးသူ့ရဲ့ဂျေဇုတော်တက်ကြောင့်ဘုရားသခင်ရွေးကောက်တာဖြစ်တယ်အဲ့ဒီလိုပြောတဲ့ခါမှာတွားပြီးတော့မှအပြစ်ကိုနေကလုံးပါလို့ကျွန်တော်ဆိုလိုချင်တာမဟုတ်ဘူးဘုရားသခင်ကရွေးကောက်တဲ့ရည်ရွယ်ချက်ဟာကျွန်တော်တို့ယုံကြည်သူတိုင်းမှာတည်ဖို့လိုတယ်ဒါကြောင့်မို့လို့ဒီလိုနှုတ်ကနဲ့ယုံကြည်တဲ့အရာဟာဒီလိုဝန်ခံပါကျွန်တော်ကျမဟာနောက်ကနေလိုက်ဆိုပါကျွန်တော်ကျမဟာအောင်မြင်တော်သူထဲအောင်မြင်တော်သူဒီလိုတွေးဖို့လိုတယ်ချင်းတော်ကချင်းနေလေဒီလိုရှိတယ်ကေဂျူမီဆွဲကစီမီပါကစီမီချမ်ဘောက်ကစီလုံးနေကြတာအဲ့ဒီမီချမ်ဘောက်ကစီမီဆွဲမီပါလို့ကိုလေဘာမှမဟုတ်ဘူးလို့မြင်လို့ရှိရင်မဟုတ်တဲ့အရာထဲကလည်းဘုရားသခင်ကအဟုတ်လမ်းထဲကိုရွေးချယ်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်ငါဘာမှမဟုတ်ဘူးငါဟာလို့မိချမ်းပေါကရှိလို့တွေးတောလို့ရှိရင်စာတန်ကရဝမ်းတာတယ်အဲ့ဒီချိန်မှာဖွင့်ပေါင်းယူပြီးတော့မှတဲ့ဘုရားကျောင်းမှာတက်ပြီးတော့မှတစ်ချက်ဆိုတော့မယ်ဆိုရင်ဟေးနေမရှိဘူးလားသူများရှိမှနေသူများမကောင်းကြောင်းနေလည်းပြောတယ်တင်ဟာဘလို့နောက်ွယ်မှာတင်လုံးလာခဲ့တဲ့မကောင်းတဲ့အရာတွေအကုန်လုံးဖော်ထုတ်ပြီးတော့မှနေမကောင်းဘူးထိုင်ဘုရားသခင်ရှင်မဖို့လက်ခုပ်တီးမယ်ဆိုလို့ရှိရင်ဟေးမတီးနဲ့နဲ့အပြည့်နဲ့တီးတယ်နော်စာတန်အဲ့လိုလည်းပဲလာတော့လာတဲ့ခါကျရင်ဘုရားသခင်ကိုမချီးမသူများကိုပဲချီးအဲ့ကောင်မှာတော့လမ်းမှာအရင်မူပြီးတော့မှအခုချက်မှာပဲဒီလိုလုပ်နေတာသူများကိုဝေဖန်တဲ့အတွေးတွေဝင်လာတယ်ဒါကြောင့်မလို့ဟုတ်တယ်ငါမကောင်းဘူးတိုးတော့မကောင်းတဲ့လူကိုယေရှုခရစ်တွေးတော်အဖြစ်
လူကောင်းလို့ဘုရားသခင်ကတတ်မှတ်တယ်အာမင်ယေဘရဟိအမျိုးဘုရားသခင်ပိုင်ဆိုင်တော်မူသောအမျိုးငါဟာဘုရားသားသမီးဖြစ်တယ်ငါကောင်းတဲ့အတွက်ကြောင့်မဟုတ်ဘုရားသခင်ကောင်းတဲ့အတွက်ကြောင့်ဒါကြောင့်မလို့ကျွန်တော်ရှင်းဆက်လာမယ့်အနာဂတ်တွေလည်းအောင်မြင်မယ်ဒီထက်အောင်မြင်မယ်ဆိုတာကျွန်တော်တို့နှုံးကနေဝန်ခံပြီးကြွေးကြော်ပြီးတော့မှညှော်လင့်ဖို့အင်မတန်မှရည်ကြီးတာဖြစ်တယ်တချို့လူတွေရက်တောက်တယ်ဆေးလေးတောက်တယ်ခိုင်လေးလို့မကောင်းမှကျွန်တော်တို့သိတယ်အားရရကမကောင်းမှသိတဲ့တရားဟောဆရာတွေဟောကြတယ်မလွတ်မြောက်နိုင်ဘူးဘာဖြစ်လို့လဲကျွန်တော်တို့ကဘယ်လိုပြောမလဲမိမိကိုယ်ကိုဖက်ကိုပဲကြည့်ပြီးတော့မှလူဖက်ကိုကြည့်လို့ရှိရင်အပြည့်တွေကြီးပဲရှိတယ်အနာစာတွေကြီးပဲဖယားတခင်ကိုကြည့်လို့ရှိရင်တင်းရဲ့ရှိတဲ့တိုင်းပဲထွက်လာတင်းဘာပဲလို့အပြည့်တွေဘယ်လိုပဲလို့လုံးဒီတိုင်းပဲယေရှုရှိကိုထွက်လာဖယားတခင်စိတ်ခေါ်တယ်တင်းဘဝလို့တစ်ခုလုံးကိုကုန်လုံးပြောင်းလဲစီမှာဖြစ်တယ်အာမင်ဒီနေ့ခရိယန်ကနောက်ဆုံးနေနဲ့ခရိယန်ကဒီလိုရှိတယ်ရှင်ပေတရုနဲ့ယူဒာစကရိယကယေရှုခရစ်တော်ကိုတစ္ဆာဖောက်ပြီးတော့မှရောင်းနေထားပါတော့ပေတရုကလည်းကိုရောရှိတဲ့နေရာမှာကျွန်တော်ရှိမယ်ကိုရောတည်တဲ့နေရာမှာကျွန်တော်တည်မယ်ဘယ်တော့မှကိုရောကိုဆွမဆွလို့ဘူးအဲ့လိုမျိုးပြောတယ်ယေရှုကကြင်မတွေ့ခင်မှာ၃ချိန်ငါ့ကိုဆွလွှတ်လိုက်မယ်ကိုရောစိတ်ချငါဖះเจ้าမှာတော်တော်လေးဆက်ကပ်ပြီးပြီဆရာဒါပေမဲ့တကယ်တမ်းရောကြုံလာတဲ့ခါကျရောယေရှုခရစ်တော်ကိုယူဒိုက်စကရိယကတွားကြောင်းတယ်ရှင်ပေတရုကယေရှုခရစ်တော်ကိုငါမကြည့်ပါဘူး तू ကလည်းမဆိုင်ပါဘူးယေရှုခရစ်တော်ကို၃ချိန်တိုင်ညှင်းပယ်တယ်ယူဒာစကရိယကလည်းသူ့ကိုယေရှုခရစ်တော်ကိုရောင်းတယ်အဲ့ဒီလူတွေရဲ့နှစ်ယောက်ထဲမှာရှင်ပေတရုကကျွန်တော်ဟာဘလောက်ပဲဆိုယေရှုကခွင့်လွှတ်တယ်ဆိုပြီးဖယားသခင်ပြန်လှည့်လာယေရှုခရစ်တော်ထံပြန်လှည့်လာတဲ့အခါမှာယေရှုခရစ်တော်ကကောင်းကင်နိုင်ငံတော့ကသူ့ပေးရပြီဘာပညာမှမရှိတဲ့ငါဖန်တငါတဲ့ကြီးကိုသူ့ရဲ့နိုင်ငံတော်ကျင့်ကြံစီတဲ့နေရာမှာဘုရားသခင်ကသူ့ကိုထားတာဖြစ်တယ်။သို့တော့ယူဒာစကရိယကငါမှားပြီးတော်ပြီကွာဘုရားကြောင့်လည်းမတော်ဘူးဆေဘုတ်တော်တွေလည်းမပေးတော့ဘူးတော်ပြီငါအပြစ်သားလို့သူ့ကိုသူမြင်တဲ့အခါမှာစာတန်ကခွင့်ကောင်းယူပြီးဟုတ်တယ်နေဟာပြစ်သားယေရှုတော်မှာရောက်လာလူတွေကနေကိုဘယ်လိုထင်မလဲကိုပဲကြိုးဆွဲပြီးတော့မှတေးလိုက်သူ့ကိုသူဘဝပြစ်ပြီးတော့မှကြိုးဆွဲပြီးတော့မှတေးရှင်ပေတရုကသူမှားတော်လည်းပဲအရှိတိုင်းဖယားသခင်ရှိမှပြန်လဲပြီးတိုးဝင်တဲ့ခါမှာဖယားသခင်ဆွဲနှုတ်တာဖြစ်တယ်သူမကောင်းဘူးဖယားသခင်ကောင်းတယ်အာမင်နေမကောင်းဘူးဖယားသခင်ကောင်းတယ်အရှိတိုင်းလာပါအောင်မြင်မယ်အာမင်အသက်ရှင်တဲ့ဖယားသခင်တဲ့ပေါ်မှာတက်တည်ထူဒါကြောင့်မလို့ချစ်တော်ကြီးကိုမောင်မတို့ဘာမှမကြောက်ကြပါနဲ့ဖယားသခင်ရှိမှကျွန်တော်တို့အားလုံးတူတကွာအခုနေမှကျွန်တော်တို့ဆက်ကပ်မယ်နှလုံးသားကိုဖယားသခင်ရှိမှပေးမယ်ကိုရောကျွန်တော်ဒီလိုမျိုးနဲ့မနေချင်တော့ဘူးကိုရောအသက်ရှင်တဲ့ဖယားသခင်ကျွန်တော်ရဲ့ဘဝတက်တာပဲပြောင်းလဲစေတော်မူပါဆက်ကပ်မယ်ဖယားသခင်ကိုအရှိတိုင်းပေါ်ပြတဲ့သားသမီးတွေရဲ့ပုံမှာငြိမ်သက်ခြင်းတရားမယ်အသက်ရှင်တဲ့ဖယားသခင်တတိမိသားစုနေရာတိုင်းမှာတတိထူမှာဖြစ်တယ်နေရာတိုင်းမှာထူနေတဲ့ချစ်တော်ညီကိုမောင်နှမတို့အားလုံးမတက်ထားကြရအောင်ခိဘောတွေမျိုးစစ်တွေတီးပေးကြပါကိုရောမပါရင်လည်းဘာတစ်ခုမှလောကမှာပြည့်စုံတဲ့အရာမရှိဘူးကိုရောမပါရင်တော့ကျွန်တော်တို့ရဲ့လုပ်ငန်းထဲမှာဘာတစ်ခုမှပြည့်စုံတာမရှိဘူးယေရှုခရစ်တော်ကလည်းအရာခတ်သိမ်းကိုပြည့်စုံတဲ့ဘုရားသခင်ဖြစ်တယ်လောကတိုင်းမှာလူဆိုးတရားချိတ်ထားကြတယ်သူတို့တွေကအပြည့်ရအခတေရောမဲ့လူတွေဖြစ်တယ်
လူတွေကိုအကြမ်းဖက်လို့တေတော့မဲ့တော်နေခါတေတော့မဲ့လူတွေဖြစ်တယ်တိုးတော်လေးပဲဒီလိုတယောက်ကကိုရောအကျွန်တော်ကိုခွင့်လွှတ်တော်မူပါအောက်မေ့တော်မူပါအရှိကိုရှိတိုင်းမဲ့ယေရှုခရစ်တော်ကိုနှလုံးသားဖွင့်ပြီးတော့မှခေါ်ဖိတ်တဲ့ခါမှာယေရှုကဒီလိုသူ့ကိုနေဟာလောကမှာတက်ရှင်တဲ့ချိန်မှာအရက်တွေတောက်ပြီးတော့မှခိုးစားတယ်သူများနဲ့ရန်ဖြစ်တယ်သူများကိုလိန်နဲ့လှဲတယ်ဒါကြောင့်မလို့နေမကောင်းတာများတယ်ငါခွင့်မလွှတ်နိုင်ဘူးလို့ယေရှုကမပြောဘူးအိုးအခုပဲခေါ်အခုရှင်းဒီတိုင်းပဲလက်တွေ့ခေါ်တဲ့လူတွေနှလုံးသားဖွင့်ပြီးဘုရားသခင်ကိုခေါ်တဲ့လူတွေလက်ရှိအခုမှဘုရားသခင်ကသူရဲ့တသက်ဘောင်းတော်ထေရှားစီမှာဖြစ်တယ်ဟာလေလုယာအာမင်အားလုံးမတက်ထားကြရအောင်မျိုးစစ်တွေကလာကြလေ worship တမားတွေအားလုံးကျွန်တော်တို့အဲ့ဒီတစ်ချိန်ကိုဆိုနေတဲ့ချိန်မှာဒီမှာဘုရားသခင်ကတင့်ကိုတီးပါတယ်တင်းရဲ့နှလုံးသားကိုပေးအပ်ဖို့ဘုရားသခင်ကတင့်ကိုဆောက်နေတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဖက်သွားတဲ့ကျမ်းပိုက်ထဲမှာစင်ရတော်သူတွေလွတ်မြောက်စေဖို့အတွက်ငါလောကကိုကြွလာတယ်ခြေဝတ်တော်သူတွေငိတ်တဲ့ချေပဲဘဝပြည့်နေတဲ့လူတွေအနာဂတ်ကိုမျှော်လင့်ခြင်းမဲ့နေတဲ့လူတွေကောင်းချီးပေးဖို့အတွက်ငါကြွလာတယ်ဟာလေလုယာအာမင်အိုးဖခင်ကိုကျွန်တော်တို့စက္ကကြကိုရောမပါရဲ့ဘယ်လိုဆောင်ရပါစေဟာလေလုယာဒီလောကကြီးထဲမှာ
နာမတော်ကိုချီးမွမ်းပါတယ်ဂုဏ်ပြုခြင်းလုံးစုံကိုတော့ကိုပေးရပါတယ်ဒီမနေ့မှာရောက်ရှိလာကြတဲ့တာတကယ်ယေရှုရောက်ရှိတဲ့ပုံမှာကိုရောရဲ့ကောင်းကြီးမင်္ဂလာဖြာဖြာပေးရပါစေကိုရောထမလာတော့ဒီတဲ့ချဝမ်းရောက်ခြင်းတရားပါစေတကယ်ယေရှုခရစ်နာမနဲ့ဆုတောင်းပါတယ်ဖခင်အာမင်ကျွန်တော်လည်းဆုတောင်းခြင်းဖြင့်ကူညီကြပါဒီသင်တော်မှာရှိတဲ့ယုံကြည်သူတွေအားလုံးဒီလကုန်တာနဲ့တရက်နှစ်ရက်သုံးရက်ဒီဘူတော်မှာကျွန်တော်တို့လုံထားမှုစီစဉ်လုံးမှာဖြစ်ပါတယ်အဲ့ဒါပြီးတာနဲ့17ပါးမှာ17ပါးပြီးတာနဲ့စုပေါင်းပြီးတာနဲ့မှာရောဝါမှာကျွန်တော်တို့သွားမှာဖြစ်တယ်အဲကြောင့်မလို့နောက်ွယ်ရတဲ့ဆုတောင်းပေးဖို့စေတောင်းကြီးကိုမနယုံကြည်သူတွေလူများကြီးလိုအပ်ပါတယ်အားလုံးဘုရားရှင်ခင်ကောင်းချီးပေးပါစေအာမင်ရှင်ဝမ်းမြောက်ခြင်းတင်တော်ပေါ်မှာတက်ရောက်ပါစေအာမင်